အခုလာမဲ့ကိုရံပါလေနာမည်ကြီးတက်ပုံစရာနော်သူတင်ပြီးဖြစ်တယ်ပြီးတော့သူ့မှာ client ညားတယ်ဓာတ်ပုံရိုက်ခံရုံနဲ့အဲ့ပတ်ဆိုင်ရ ညစ်တငယ်ချင်းဟာအဆက်ကြောက်ကြီးတဲ့ပုံပဲနော်မင်းဝစ်လစ်စလေးရိုက်ရလားရိုက်ခံရရှေ့တစ်ဘက်မှာလုံးမဲ့ပွဲတစ်ပွဲအတွက်ဒဇင်းကိုအလုပ်ချိတ်ပြရတယ်ဒဇင်းအတွက်ရေးကြည့်အဲ့ဒါကြောင့်ကိုကဒဇင်းကို view ဆိုင်ပြရမှာ ကျင့်လို့လူမျိုးကြီးကျမရက်လျှော့နေ ကြောင်သူတော်တက်တယ်မင်းတောင်းပန်စရာမလိုပါဘူးပတ်သက်စရာလည်းမလိုမင်းတို့တိတ်ခါကြတယ်ထိုးလိုက်တော့ဟောက်ပလေးစစ်တီပါစစ်ငါကလေးမဟုတ်တော့ဟောက်မိတ်ဝေါမိတ်ကိုပို့ပြီးတော့ဝဲတိုက်တယ်ဒါကိုတိုက်ခံတယ်ဒီစင်စိတ်ညစ်တဲ့အခါကျစိတ်ပြင်းလာပြီးစိတ်သွားနေတယ်ဒီစင်သွားမယ်ဆိုတော့ကို့အရိုင်းသုံးတိုင်းကိုအကိုတို့လက်ထဲထည့်ပေးလိုက်ဈေးနေတယ်ကျွန်တော်ကိုယ်တိုင်စိတ်တိုင်းကြအကြောင်းတွေးပြီးတော့ကိုတို့လက်ထဲထည့်ယောက်ျားလေးတွေကလှလှပပတီတက်တက်လေးကြီးလေးဆိုအရန်ကိုကြိုက်ကြမင်းနဲ့ငါနဲ့တွဲနေတာပြုံလို့မင်းလည်းငါ့ကိုပြောမထားရင်ငါ့ကိုပြောထားရလို့သွားပါမယ်လွယ်ကြွေကြတတ်တဲ့ပန်းကိုဘယ်သူမှခဲရခဲ့ဆိုတက်တန်ဖိုးထားပြီးတော့မပန်းတေးကြမှတ်ထား